ကားတစ်ခွန်းကြောင့်ယုံကြည်မှုမပြတ်ပါစေနဲ့တခါတော့ကတာယာဝါပြောပြီးစီးပွားရေးလည်းအလွန်ကောင်းမွန်တဲ့တိုင်းပြည်ကြီးတစ်ပြည်ရှိတယ်အဲ့ဒီတိုင်းပြည်မှာနိုင်ငံရေးရှားမှကုန်သည်များကလည်းကွန်မီစီများကိုလိုက်ရရကြတယ်ဒီနေ့မှာတော့ဘေးရင်တော်တစ်ပါးနဲ့အမတ်ကြီးတို့ဟာနိုင်ငံရေးရှားမှလာတော့ကုန်သည်များရဲ့ဈေးကိုတွားကြည့်ကြတယ်မမြင်ဘူးမတွေ့ဘူးတဲ့ပစ္စည်းများပြည့်နှက်နေတဲ့ဖြင့်မင်းသားကအရာအလုံးကိုထူးဆန်းစွာဖြင့်ကြည့်နေပါတယ်ကြောက်တံပရများနဲ့လက်ဝိရဏများပါရောင်းချနေသည်ကိုတွေ့ရတော့အခါမင်းသားကအမတ်ကြီးကမေးလိုက်တယ်အမတ်ကြီးလောကမှာဈေးအကြီးဆုံးအရာကဘာဖြစ်မလဲတဲ့အမတ်ကြီးကအရှင်သာရွှေငွေပစ္စည်းများစွာတို့ကအခကျင်းငွေပေးပြီးဝယ်ယူလို့ရတယ်အရှင်ဒီကအခကျင်းငွေပေးပြီးဝယ်ယူမရပါထို့ကြောင့်အရှင်ကဈေးကြီးပေတယ်ဘယင်သားကထိုတဲ့ဈေးကြီးတာရှိသေးသလားရှိပါတယ်အရှင်သာလောကမှာဈေးအကြီးဆုံးအရာကယုံကြည်မှုဖြစ်တယ်ယုံကြည်မှုဆိုသည်မှာဈေးကြီးလှစွာသောအချိန်များစွာကိုအသုံးပြီးမှရတယ်ယုံကြည်မှုဆိုသည်မှာတစ်ပင်နဲ့တူတယ်အချိန်ပေးပြီးရေလောင်ရပြုစုရတယ်ကြီးထွားလာဖို့ကိုနှစ်ပေါင်းများစွာစောင့်ရတယ်ယုံကြည်မှုသည်လည်းထိုနည်းလက်ကောင်းပင်ဖြစ်ပေတယ်လူတစ်ယောက်နဲ့တစ်ယောက်ယုံကြည်မှုရဖို့နှစ်ပေါင်းများစွာပေါင်းသင်းဆက်ဆံရေးရှိနေမှသာရရှိပေမယ်သို့ပေမဲ့နှစ်ပေါင်းများစွာပြုစုလာတဲ့တစ်ပင်ကိုခုတ်ပစ်ဖို့မှာနေ့တစ်ပိုင်းပင်များပြန်အချိန်မကုန်ပေလူတစ်ယောက်နဲ့အနှစ်နှစ်လလစောက်တည်ထားတဲ့ယုံကြည်မှုကိုစကားတစ်ခွန်းဖြင့်ဖျက်ဆီးပစ်နိုင်တယ်ထို့ကြောင့်ယုံကြည်မှုကဈေးအရန်ကြီးပေတယ်အရှင်သာရှစ်သူခင်သူလမယာအရှင်ချင်းလောက်ဖို့ကင်ဘက်အရှင်ချင်းမောင်နှမအရှင်ချင်းဝေးကော်ရခြင်းအကြောင်းသည်ယုံကြည်မှုကိုအရှိခံလာတယ်မလို့သူရဲ့စကားတစ်ခွန်းကြောင့်ထိုယုံကြည်မှုကိုပြတ်ပြယ်နိုင်စေတယ်ဒါကြောင့်အနှစ်နှစ်လလတိဆောက်ထားတဲ့ယုံကြည်မှုကိုမပြတ်မပြတ်အောင်ဉာဏ်နဲ့ရှင်ပြီးစောင့်ထိန်ပါလောစကားတစ်ခွန်းပြောဆိုရမှာအရေးကြီးတဲ့အကြောင်းအရာကိုဒီပုံမြင်လေးကအသိပညာပေးထားတာပဲဖြစ်ပါတယ်ဒါကြောင့်စကားမပြောခင်မှာအချိန်ချင်းခါခါစဉ်းစားပြီးမှပြောသင့်ပါတယ်တမိုးကြီးသောအချိန်ကိုအရင်ပြုပြီးတိဆောက်ထားသောယုံကြည်မှုကိုစကားတစ်ခွန်းကြောင့်ပျက်စီးသွားတာမျိုးဖြစ်ပါစေနဲ့